နိုင်ဘူးနူငယ်တဲ့သူရရမှမဆုံးလင်းနိုင်ဘူးဒုက္ခဆင်းရဲကိုကြုံတွေ့တဲ့အခါကိုယ်တော်ကိုပင်ဖြစ်တည်ရဲတယ်ရင်ကျရှင်ချက်သူတယောက်တွင်တော့ခတ်သိမ်းတော့ရများဟာသူ့အတွက်ပါပဲနားလေထားတယ်ရရကိုသူရင်ဆိုင်နေဒုက္ခဆင်းရဲကိုကြုံရတိုင်းမှာကိုယ်တော်ကိုသူပုံမြင်တယ်ချီးစုတော်ချီးမွမ်းနိုင်တယ်ဒုက္ခဆင်းရဲခြင်းတွေမှာချီးစုတင်ရင်ချက်ချင်းလို့ပို့ပြီးတော့ချီးစုတင်ရင်ချက်စင်မဲ့ဒုက္ခဆင်းရဲပဲကြုံခြင်းဒုက္ခဆွေ